ုံတော်ကြီးကဝူခုံးဟူကောင်ကိုချုပ်ထားတဲ့တားဆီးချက်ကနေလွတ်ပေးလိုက်တဲ့အချိန်တစ်ချိန်မှာပဲဝူကုန်းကချက်ချင်းလှည့်ပြီးဘုံတော်ကြီးကိုတတ်ဖို့ကြိုးစားလာတယ်ဖះနဲ့ဆက်နွယ်သူအားလုံးကိုမုန်းတိနေလို့ပဲဖြစ်တယ်အဲ့ဒီအရေးကြီးဆုံးအချိန်မှာပဲအန်နီကရုတ်တရက်ပေါ်လာပြီးဝူကုန်းကိုတစ်ချက်ထဲနဲ့အဝေးကိုလွှင့်ပစ်လိုက်တယ်တာမန်လူသားတစ်ယောက်ကမုန်းကောင်းကိုမျက်နှာချင်းဆိုင်စင်ခေါ်ရဲတယ်ဆိုတာကိုဘယ်သူမှမယုံနိုင်ကြဘူးဒါကလည်းအန်နီကဘုံတော်ကြီးကိုအလွန်ချစ်လို့ပဲဖြစ်တယ်ဘုံတော်ကြီးကသူမကိုထွက်ပြေးဖို့ပြောပေမဲ့အန်နီကကြည့်လိုက်တဲ့အခါဘုံတော်ကြီးဟာတွေးစီးသွားအောင်ရိုက်နှက်ခံထားရပြီးသားဖြစ်နေပြီးအဲ့ဒီအခါသူမရဲ့ဒေါသကချက်ချင်းပောက်ကွဲသွားတဲ့နောက်တစ်စက္ကန့်အတွင်းမှာပဲအန်နီကသူမရဲ့မာယာလက်နက်ကိုထုတ်ယူပြီးမုံကောင်းကိုပြင်းထန်စွာတိုက်ခိုက်လိုက်တယ်ဒါပေမဲ့ဝူခုံးကလုံးဝမလုံမရှားပဲထိုးနှက်ချက်တိုင်းကိုခံယူနေတာပဲဖြစ်တယ်သူမရဲ့လက်နက်ကအကျိုးမရှိဘူးဆိုတာမြင်ပြီးနောက်အန်နီကလက်နက်ကိုစွန့်ပြီးကိုလက်နဲ့ပဲတိုက်ခိုက်ဖို့ကြိုးစားတယ်ဒါပေမဲ့ချက်ချင်းပဲသူမရဲ့လက်တစ်ဖက်ကိုဝူခုံးကချိုးပစ်လိုက်တယ်နောက်တစ်ဖက်လက်မရတော့ပဲခြေထောက်နဲ့တိုက်ဖို့ကြိုးစားတဲ့အခါမှာလည်းခြေထောက်ကိုချက်ချင်းချိုးပစ်လိုက်တယ်ဘုံတော်ကြီးကစိတ်ပူလွန်လို့ထက်ခါထွက်ပြေးဖို့တောင်းပန်ပေမဲ့အန်နီကနာကျင်မှုတွေကိုခံနိုင်ပြီးသူ့ရှေ့မှာမတ်တက်ရက်နေစေဖြစ်တယ်အဲ့ဒီအခါဝူခုံးကလေထဲကိုခုန်တက်ပြီးလက်နှစ်ဖက်နဲ့မြေကြီးကိုပြင်းထန်စွာရိုက်ချလိုက်တယ်ပြီးတော့သူမရဲ့ကိုယ်ခန္ဓာကိုလေထဲပြစ်လွှင့်ပြီးတစ်ချက်တည်းနဲ့ပဲအန်နီဟာဖုံမုံအဖြစ်ပျက်စီးသွားတဲ့မုံကောင်းကဖုံတော်ကြီးကိုလှောင်ပြောင်လိုက်တယ်သူချစ်တဲ့မိန်းမကိုကိုယ်တိုင်မျက်စိရှိမှပဲတိတ်ဆုံးသွားတာကိုကြည့်ရပေမဲ့အဲ့ဒီအချိန်မှာဖះကလုံးဝမပေါ်လာခဲ့ဘူးဘုံတော်ကြီးကဖုံမုံအဖြစ်ပျောက်ကွယ်သွားတဲ့အန်နီကိုကြည့်ရင်နောက်ဆုံးမှာတော့တကယ်ညံလင်းကိုရရှိသွားတယ်အဲ့ဒီအချိန်မှာပဲဝူခုံးကမတိစိတ်ထဲကနေအန်နီရဲ့တစ်ခုကိုခံစားမိပြီးနောက်သို့ဆုတ်သွားရင်ကြောက်ရွံ့စွာဟိန်းဟောက်လိုက်တယ်ဘုံတော်ကြီးကိုရွှေရောင်လင်းရောင်ကဝိုင်းလုံနေပြီးဖះရဲ့စာတရားများကိုတန်တရားနဲ့တကွညံ့နေတယ်မိုးကောင်းကင်ထဲမှာဖះ၏အဝိဇ္ဇာအယုတ်ပတ်တဲ့ဘဲရာကတဖြည်းဖြည်းပေါ်လာပြီးလက်တစ်ဖက်ထဲနဲ့ဝူခုံးကိုတိုက်ခိုက်လိုက်တယ်အဲ့ဒီခါမုံကောင်းကချက်ချင်းပဲသူ့ရဲ့တကယ်ပုံရိပ်ကိုပြောင်းလဲပြသလိုက်တယ်သူကတိုက်ခိုက်မှုကိုဓာတ်ရိုက်ခံနိုင်ဖို့ကြိုးစားပေမဲ့ဖះရှိမှာတော့ဘလို့မှလွတ်မြောက်နိုင်ခြင်းမရှိဘူးအလင်းရောင်ကြီးတစ်ခါတည်းပောက်ကွဲပြီးဝူကုန်းဟာအိမ်မက်လိုမာယာတဲ့ကိုဆွဲခေါ်ခံလိုက်ရတယ်ပြန်လဲထွက်လာတဲ့အခါမှာတော့လူပုံစံပြန်ဖြစ်ပြီးအပြည့်အဝနာခံသူဖြစ်သွားပြီဘုံတော်ကြီးကသူ့စီတို့ရှောက်သွားပြီးရွှေရောင်ကောင်းဘက်ကိုဝူကုန်းရဲ့ကောင်းပေါ်မှာတက်ပေးလိုက်တယ်ဝူကုန်းကလုံးဝမခုခံတော့ဘူးဒီဖြစ်ရပြီးနောက်ဘုံတော်ကြီးကဖះ၏အတိတ်ပဲအမှန်ကိုနားလည်သွားပြီးဝူကုန်းကိုခေါ်ဆောင်ကအနောက်ဘက်သို့သွားတော့ခရီးကိုစတင်လိုက်တယ်